ထိတ်တန့်လောက်ကျန်တက်ဖြတ်သမားတယောက်ဟာမနက်စာစားနေတော့ဇွန်းနဲ့ဥတလုံးကိုခောက်လိုက်တယ်ဒါပေမဲ့ဇွန်းရဲ့အလင်းပြတ်မှုတွေကနေတောင်ပေါ်မှာစနိုက်ပါမိန်းကလေးတယောက်ပြစ်ဖို့အသင့်အနေထားနဲ့လဲနေတာကိုရုတ်တရက်မြင်လိုက်ရတယ်သူအံ့အားသင့်ပြီးခဏတိတ်သွားတဲ့အချိန်မှာပဲကြည်စံတတောက်ပြစ်လွတ်လာပြီးကံကောင်းစွာသူအနှဲငယ်ရှောင်းလိုက်တာကြောင့်ကြည်စံကလွတ်သွားခဲ့တယ်ကြောက်လန့်သွားတဲ့သူဟာချက်ချင်းခုန်ထွက်ပြီးအကာအကွယ်ယူလိုက်တယ်ဒါပေမဲ့စနိုက်ပါကမရက်သေးဘူး armor piercing bullet တတောင်ထပ်ပစ်လိုက်တယ်အဲ့ဒီအချိန်မှာသူကသူ့ရဲ့လှုပ်ဝက်လက်နက်ကိုထုတ်သုံးလိုက်တယ်လက်နက်ဖက်ကိုတစ်ချက်ရိုက်လိုက်တာနဲ့ရွှေရောင်ကွင်းခုနှစ်ကွင်းသူ့ကိုဝန်းရံပေါ်လာတယ်လက်အနှဲငယ်လှုပ်ရှားလိုက်တာနဲ့လက်နက်တွေအလိုလျောက်လေထဲမှာမျောလာပြီးစက္ကန့်ပိုင်းအတွင်း flash drone 3စင်းကိုတက်ဆင်ပြီးအဝေးကတောင်ဘက်ကိုပြန်တန်းစေလိုက်တယ်သူကတော့နေရာမပြောင်းပဲ sniper ရဲ့ကြီးနေရာကို surveillance screen ကနေစောင့်ကြည့်နေတယ် sniper မိန်းကလေးကနောက်တစ်ချက်ဖြစ်ဖို့ပြင်နေချိန် drone တွေသူ့မောက်ကိုဝါကလုပ်ထားတာကိုသတိထားမိသွားတယ်ချက်ချင်းသူကတိုက်ခိုက်မှုစတင်လိုက်ပြီး sniper ကခါမှာကျိုးချီက nail gun နဲ့ drone တစ်စင်းကိုချိတ်လိုက်တယ် drone ကတိကျစွာကြည်စံမှုရွာချလိုက်ပေမဲ့သူမကကျွမ်းကျင်စွာရှောင်တိန်နေပြီးနောက်ဆုံးမှာတော့တောင်ကမ်းပါးကနေခုန်ချထွက်ပြေးသွားခဲ့တယ်